အားလုံးပဲမင်္ဂလာပါရှင် Sutera page ကနေပြန်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ hobby သွားမယ်အကြောင်းအရာကတော့ pick up by reading ဖြစ်တဲ့ဒီ new year ကိုဘယ်လိုဖြတ်တန်းရမလဲဆိုတဲ့ဟာလေးကို pick up by reading လေးပြုလုပ်ပေးထားတာပါသူအခုတလောပေါ့နော်ဒီ Terra page မှာ active မဖြစ်ဘူးဆိုတာကဟုတ်ပါတယ်သူအလုပ်တွေများနေပေါ့နော်နောက်တစ်ခုကဆိုတာကဒီဟိုပေါ့ connection လေးတိတ်မကောင်းတဲ့ခါကြတော့လေဟိုဗီဒီယိုတွေတင်ရတာလေတိတ်ပြမအဆမပြေတာနဲ့တိတ်ပြမအမဆိုင်ဖြစ်ဖို့ပေါ့နော်စူလဲဒီ Tarot ချစ်သူတွေပေါ့နော်ဒီစူရဲ့ page ကိုကြည့်ရှုအားပေးတဲ့သူတွေနဲ့အတူတူနှစ်သက်မှာပို့ပြီးတော့မှအဲ့လိုပို့ပြီးတော့ active ဖြစ်အောင်ပို့ပြီးမှ update တွေလုပ်သွားနိုင်အောင်စူးစမ်းနေပါတယ်လို့တကယ်လို့စူမအောင်ဆိုရင်ပေါ့နော်ဒီစူရဲ့တငယ်ချင်း page မှာသွားပြီးတော့မှဒီ Tarot တွေမြင်မြင်လို့ရပါတယ်ဒါဟို Tarot journey ကိုတငယ်ချင်းနဲ့ရောက်ပေါ့နော်တူတူစပြီးတော့မှလုပ်ဖြစ်ခဲ့တာပေါ့နော် professional class တွေပါတွေကတငယ်ချင်းကပို့ပြီးမှဟိုသူအရင် join နေပေါ့နော်နောက်ကြတော့ဒီစုကလည်းစုရဲ့ဒီ professional Tarot ဆရာနဲ့ပေါ့နော်စုလုပ်တယ်ပေါ့နော်အဲ့ခါကျတော့ဟိုစု page က active မဖြစ်တာတော့ဖြစ်စေပေါ့နော်အဲ့လိုမျိုးဆိုရင်တငယ်ချင်း page မှာသွားပြီးမှမေးလို့ရပါတယ်သူ page လေးကိုလည်း comment ထဲမှာဖော်ပြထားပါမယ်ပေါ့နော်အဲ့တော့ဒီ pick up by reading လေးလည်းမလုပ်ပေးရကြပြီဆိုတော့လေအခုစပြီးမှ pick up by reading လေးပြုလုပ်သွားပါမယ်ဆိုရ Tarot page ကိုလည်းဒီ YouTube channel ကိုလည်း like subscribe လုပ်ထားပါပြီးတော့ဒီ Telegram TikTok ပေါ့နော်နောက်ပြီးတော့ဒီ Viber channel ပေါ့အဲ့ဒီ Viber channel တွေမှာပို့ပြီးတော့မှအသက်တွေတင်ပေးနိုင်အောင်ပေါ့နော်အများကြီးစူးစမ်းသွားပါမယ်လို့เนาะအခုကကြတော့ဒါက5 1ဖြစ်ပါတယ်ဒါလေးကတော့5 2ဖြစ်ပါတယ်ဒါလေးကတော့5 3ဖြစ်ပါတယ်ဒီ5လေးတွေကိုအစိတ်ငိမ့်ထားပြီးတော့မှကိုအရွေးချင်ဆုံးဖြစ်တဲ့5လေးကိုရွေးပေးပါပေါ့เนาะဟို post လေးတွေကတော့ Facebook မှာတော့မကြတင်ဖြစ်တယ်ပေါ့เนาะဟို Facebook post လေးတွေကိုလည်းဝင်ကြည့်ဖြစ်တဲ့ဆိုရင်မှန်လေးတွေပေါ့နော်ဒီ comment လေးတွေမှာရေးပေးခဲ့ပါအောင်လို့เนาะဆိုတောင်းဆိုပါတယ်အဲ့တော့အခုချိန်မှာဆိုရင်ဖိုင်လေးလည်းရွေးချက်ပြီးလောက်ပြီပေါ့နော်အခါကျတော့ဒီဖိုင်1လေးကိုအရင်ဆုံးထားလိုက်ပါမယ်အဲ့တော့ဒီ New Year ကိုပေါ့နော်ဒီနေ့ဖြတ်တန်းနေလဲပေါ့အရင်ဆုံးဒီဖိုင်1လေးတို့ကိုရွေးချက်ထားတဲ့လူတွေကခုချိန်မှာဘယ်လိုမျိုး energy လေးဖြစ်နေလဲဆိုတာကိုအရင်ဆုံး energy check ကြည့်လိုက်မယ်နော်အရင်ဆုံးနဲ့ဖိုင်1တို့ကခုချိန်မှာဘယ်လို energy ဖြစ်နေလဲပေါ့နော် energy ကြိုက်တယ်ဆိုရင်တော့ဆက်ပြန်မှကြည့်ပေါ့နော်ခုချိန်မှာတဲ့ဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့ခါကျတော့ပေါ့နော်ဒီဖိုင်1လေးတွေကိုကြည့်လိုက်တဲ့အခါမျိုးမှာကိုကတဲ့ဒီကိုယ့်ရဲ့ relationship နဲ့ဖြစ်စေပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ partner နဲ့ဖြစ်စေပေါ့ဟို relationship ရှိတဲ့လူတွေဆိုရင်ကိုယ့်ရဲ့ဒီချစ်သူရည်စားနဲ့ပေါ့နော်နောက်ပြီးတော့ဒီအင်ထောင်တဲ့ကြည့်မယ်ဆိုလဲအင်ထောင်ဖက်နဲ့ပေါ့နောက်ပြီးတော့ဒီဟိုဒီလေးပါဆန်ရှိရပေါ့နော် situation ရှိတော့ဆိုရင်လည်းတဲ့အခုချိန်မှာနှစ်ယောက်သားကပေါ့နော်တိုင်ပင်ကိုက်နေတယ်အဆင်ပြေနေတယ်ပေါ့နော်ဒါပေမဲ့လည်းတဲ့တစ်ဖက်မှာဒီကိုကဖြစ်စီပေါ့နော်ဟိုကိုကဖြစ်စီသူကဖြစ်စီလေအဲ့လိုစကားပြောတာတွေကနည်းနည်းအဲ့လိုလက်တွေ့ဆန်ပြီးတော့မှပေါ့နော်ဟိုနည်းနည်းခက်ပြက်တွေပြောတတ်တဲ့အချင်းကြောင့်မလို့လေဟိုစိတ်ထဲမှာတယောက်တည်းအဲ့လိုပေါ့နည်းနည်းအထီးကျန်တာတော့ခံစားရတာတော့ဘာလို့ပေါ့နော်အဲ့လိုမျိုးလေးတွေတော့တဲ့တစ်ခါတလေဖြစ်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါလေးကတော့ energy check ပါအဲ့ရောဒီ new year ကိုပေါ့နော်ဘယ်လိုမျိုးဖြတ်တန်းဖြစ်မလဲပေါ့စတော့ဒီနေ့ pick up ဖိုင်မလုပ်တော့ဘူးလို့ခံစားဟိုလုပ်နေစဉ်းစားနေရပါတော့ဒါပေမဲ့လည်းလုပ်ဖြစ်သွားတယ်ပေါ့
ဒီ new year ကိုဘယ်လိုမျိုးဖြစ်တိုင်းဖြစ်မယ်လဲဆိုရင်တော့လေဟိုနှစ်ယောက်သားကြားထဲမှာပေါ့နော်ဒီနှစ်ယောက်သားပေါ့ situation shit တွေဖြစ်စီပေါ့နော်ဒီ partner ရှိရလူတွေဖြစ်စီပေါ့ဘယ်သူမှဆိုပေါ့နော်ဟိုကိုယ့်ရဲ့ partner နဲ့ကြောက်ကစားတွေဖြစ်တာ and စိတ်မြန်လက်မြန်ဖြစ်ပြီးတော့မှလေတယောက်နဲ့တယောက်ကပေါ့နော်ဟိုဘယ်လိုပြောမလဲဟိုကိုကပေါ့နော်ဟိုတခုခုဆိုတာနဲ့အဲ့ဆိုရင်နေရငါနဲ့ညူရမှာဘာမှမလုပ်တော့လားနင်းတကယ်ချင်းနေပဲနင်းတော့ပျောက်နေတော့မှာလားအဲ့လိုမျိုးဖြစ်ပြီးတော့မှလေကြောက်ကစားဖြစ်နေရမျိုးလေးတွေကိုပဲတွေ့ရတယ်ပြီးတော့တဲ့ကိုကလေဒီအနေထားမှာပေါ့နော်ဟိုကိုယ့်ရဲ့ပါတနာကိုယ့်ပေါ်မှာမဖြည့်ဆည်းပေးနိုင်တဲ့အရာနဲ့ပတ်သက်ပြီးမှလေကိုကစိတ်မကျေနပ်ရတာကိုကပေါ့နော်ဒီစိတ်ရှုပ်ထွေးရတာအဲ့ဒီလိုမျိုးလေးဖြစ်နေတာမျိုးကိုတွေ့ရပါတယ်အဲ့တော့ဟိုဒါtarotဆိုတာကတော့လေအခုအနေထားတိုင်းဆက်သွားမယ်ဆိုရင်ဘယ်လိုမျိုးဖြစ်မလဲဆိုတဲ့ဟာကိုကြည့်ပေးတာပါအဲ့တော့ယခုပစ္စုပန်အားပေါ့နော်ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့လိုအပ်နေတာလေးတွေကိုပြင်ဆင်ပြီးတော့မှတာယာပြောရှင်တဲ့ new year လေးကိုဖြတ်သန်းနိုင်ကြပါစေဒါလေးကတော့ point 1 အတွက် reading ဖြစ်ပါတယ်အဲ့တော့ဒီ point 2 လေးကိုဆက်သွားမယ်ပေါ့နော် point 2 လေး point 2ကဲ point 2 ကိုရွေးထားတဲ့လူရဲ့အခုလက်ရှိ energy ပေါ့နော်လက်ရှိမှာတဲ့ဘာဖြစ်နေလဲတဲ့ဒီ point 2 ကိုရွေးထားတဲ့လူပါပေါ့တကတ်တော့ထပ်ပြန်မှဆွဲလိုက်တယ်ပေါ့နော်ဒီ point 2ကိုကြာတော့ဒီအပေါ်ကတ်လေးပေါ့ဖွင့်ကြည့်စိတ်ဖြစ်လာတယ်ပေါ့နော်point 2ကလေအခုချိန်မှာတဲ့ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ခါကျလက်ရှိ energy မှာပါကပေါ့နော်ကိုကလေဟိုကိုယ့်ရဲ့စွမ်းဆောင်နိုင်ရေးကိုယ့်ရဲ့ဒီအရေးချင်းပေါ့နော်ကိုယ့်ရဲ့နှုတ်ဤဆောင်မှချင်းပေါ့နော်ဒီကိုကြီးဆောင်မှချင်းမှာပြောချင်တာကတော့ကိုယ့်ရဲ့ပညာအရေးချင်းကြောင့်ရောကိုယ့်ရဲ့အပြောဆိုလေးတွေကြောင့်ရောတဲ့ကိုကတဲ့လုပ်ငန်းခွင်မှာဖြစ်စေလူမှုအတိုင်းအဝိုင်းမှာဖြစ်စေအောင်မြင်နေတာမျိုးကိုတွေ့ရတယ်ပြီးတော့လေဒီ temperance အရာပေါ့နော်ဒီမှာတော့ဘယ်လို energy ရလဲဆိုတဲ့ခါကျတော့ကိုယ့်ကိုလေလို့ကိုယ့်ရဲ့ဒီအကြီးအကဲတွေပေါ့နော်ကိုယ့်ရဲ့လူကြီးသူမတွေအဲ့ဒီလူတွေကတဲ့ကိုယ့်ကိုကောင်းချီးပေးနေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လေဒီမှာကဘယ်လိုမျိုး energy ရလဲဆိုတဲ့ခါကျတော့ဒီ point 2 ကိုရွေးချယ်လာတဲ့လူပါတဲ့လက်ရှိမှာပေါ့နော်ဒီသတင်းစကားတစ်ခုပေါ့နော်သတင်းစကားတစ်ခုဆိုတာအကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ message တစ်ခုကိုရခဲ့တာမျိုးဖြစ်လိမ့်မယ်ဒါမှမဟုတ်ရင်လည်းမကြခင်မှာဒီကာလအပိုင်းခြားလေးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးမှကိုသိချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှလေကိုကတဲ့မကြခင်မှာလက်ခံရရှိမယ်ပေါ့ဒီ new year မတိုင်ခင်လေးမှာလည်းလက်ခံရရှိမယ်ပြီးတော့လေကိုကတဲ့ဒီကိုအဲ့ဒီကိုသိချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှလေကိုကတဲ့ကိုစိတ်ထဲမှာပေါ့နော်ဆွဲလန်းနေတဲ့အရာတွေကိုလွှတ်ချနိုင်တော့မယ်ပေါ့လွှတ်ချထားခဲ့လိုက်တော့မယ်ဆိုပြီးမှအဲ့ဒီဟာမျိုးလေးကိုတွေးရှိရပါတယ် energy ကြိုက်တယ်ဆိုရင် new year ကိုဘယ်လိုဖြတ်သန်းဖြစ်လဲဆိုတာကိုဆက်ပြီးမှကြည့်ကြမယ်နော် point 2 ရဲ့ point 2 ရဲ့ new year ကိုဘယ်လိုဖြတ်သန်းဖြစ်မလဲပေါ့နော် point 2 ကတဲ့ new year ကိုဘယ်လိုမျိုးဖြတ်သန်းဖြစ်မလဲဆိုတော့လေအခုလက်ရှိကိုရယူပိုင်ဆိုင်ထားတဲ့ဒီကိုရဲ့ပေါ့နော်ဟိုကိုစွမ်းညံစွမ်းနေပေါ့ကိုရဲ့အရေးချင်းနေကိုအဲ့ဒီအရေးချင်းနေကိုပို့ပြီးမှပေါ့နော်ဒီပို့ပြီးမှပြသနိုင်မယ်ပေါ့နော်ပြသနိုင်မယ်ပြီးတော့တဲ့ကိုကလေဒီဟိုလုပ်ငန်းခွင်မှာဆိုရင်လေကိုကဒီယာတူးပေါ့နော်ဒီ new year အနေနဲ့ကိုကယာတူးတိုးတာတွေဘာတွေများဖြစ်မလားမသိဘူးပေါ့နော်ဒီလိုမျိုးယာတူးတိုးတာတွေဘာတွေကို
energy ရတယ်ပေါ့နော်ပြီးတော့တဲ့ဒီဘယ်လိုပြောမလဲဒီရာထူးတိုးတာတို့ဒီအောင်မြင်မှုတစ်ခုကိုရရှိရပါကိုကပြောချင်တာကကိုအကြီးကဲနေရာကိုရသွားတယ်ပေါ့နော်အဲ့ဒီအကြီးကဲနေရာကိုရသွားပြီးတော့မှဒီကိုတက်ပေါ့နော်ပို့ပြီးမှဒီစိန်ခေါ်မှုအသက်တွေရင်ဆိုင်ရမယ်ပေါ့နော်ဒီအဲ့လိုမျိုးအနေအထားမျိုးကိုတွေ့ရတယ်ဟိုဘယ်လိုပြောမလဲ rank ပို့ပြီးမှမြင့်သွားတဲ့အခါမျိုးမှာကိုတာဝန်ယူရတယ်ပုံများလာတယ်ဆိုပြီးမှကိုဘက်ကအဲ့လိုကိုခန်းစားမိနေတာကိုတွေးမိနေတာမျိုးဖြစ်တဲ့အခါကျတော့ဒီ Pine Two ကို congratulations လုပ်ချင်ပါတယ်နှစ်သက်ကိုဒီယာဒူတိုလာစာတိုအနေထားပုံမကောင်းမွန်တဲ့အနေထားနဲ့ဖြတ်သားနိုင်မှာဖြစ်ပါတယ် Pine Two တို့အခုကြည့်ထားတဲ့ပေါ့နော်ဒီ reading လေးကမှန်နေဆိုရင်မှန်ကိုcomment လေးပြသကြပါအောင်เนาะဒါလေးကတော့ Pine Two တို့အတွက် reading ဖြစ်ပါတယ်Sudara page ကိုလည်း like and subscribe လုပ်ပြီးထားကြပါအောင်เนาะအခုတော့မှာကတော့ Pine 3ဖြစ်ပါတယ်ပေါ့เนาะ Pine 3တို့တဲ့လက်ရှိမှာ energy ဘယ်လိုရှိနေလဲပေါ့เนาะအဲ့ဒီဟာလေးကိုတစ်ပိုင်း reading လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ် Pine 3တို့ကဒီလက်ရှိ energy ကြိုက်တဲ့ဆိုရင်ဒီ future reading လေးကိုဆက်ပြီးမှကြည့်ပေါ့เนาะကတ်လေးကိုပါဖွင့်လိုက်မယ်ပေါ့နော် Pine 3တို့ကလေအခုချိန်မှာတဲ့ဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့ခါကြတော့ပေါ့နော်ကိုကလေဟိုနှစ်သက်ကို in the art ပေါ့နော်ဒီပုံစံအသက်နဲ့ကိုကောင်းအောင်လုပ်မယ်ဆိုပြီးမှကိုကဒီဇိုင်းမှန်ဆုံးဖြတ်ထားမျိုးရှိရပေါ့နော်ပြီးတော့လေဒီ Pine 3တို့ရဲ့ပုံစံကတဲ့ဘယ်လိုဖြစ်နေလဲဆိုတဲ့ခါကြတော့ပေါ့နော် Pine 3တို့ကဒီအလုံးလုံးပြီးဆိုရင်ပေါ့နော်ကိုကလေအလုံးလုံးပြီးဖြစ်စေပေါ့နော်မြည်သည့်အကြောင်းအရာတစ်ခုကိုမဆိုလုပ်သည်ဖြစ်စေကိုကတဲ့အဲ့လိုပြစ်ချက်မရှိဘူးပြောစရာမရှိဘူးပေါ့နော်ဝေဖန်စရာမရှိဘူးဟိုကိုလောက်ထားတာမြင်တာနဲ့လှလိုက်တာတော်လိုက်တာပေါ့နော်ဟိုကိုအလုံးလုံးတယ်ဆိုရင်လည်းဟိုအလုံးလုံးတယ်ပေါ့ဒါသူလောက်ထားတဲ့အလုပ်လေးကပြောစရာမရှိဘူးပေါ့သူဆိုရင်စိတ်ချရတယ်ပေါ့ရုပ်ပိုင်းဆိုင်ရာနဲ့ကြည့်လိုက်တော့လေကိုကပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာမှာဆိုလဲဒီကမလေးကခြေစခေါင်းဆုံးလှလိုက်တာပေါ့နော်ယောက်ျားလေးဆိုလဲतू ကဟိုရုပ်ရည်လဲဟိုချောမောလှပါတယ်ပေါ့နော်ယောက်ျားလေးတယောက်အနေနဲ့ပေါ့ယောက်ျားပိတာတယ်ပေါ့ပြီးတော့ဒီသူကပေါ့နော်ဟိုအစင်ရောအချင်းရောပြည့်စုံတယ်ပေါ့ပညာရေးချင်းပါလို့ပေါ့စွမ်းဆောင်ရေးပေါ့အဲ့လိုမျိုးပြည့်စုံတယ်ဆိုတဲ့အဟာမျိုးလေးကိုကပေါ့နော်ပတ်ဝန်းကျင်ကကိုနဲ့ပတ်သက်လာရင်အဲ့လိုမျိုးချီးမွမ်းပြောဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လေကိုကတဲ့ဒီလိုပေါ့ကိုရဲ့စိတ်ထဲမှာကြာဘယ်လိုဖြစ်နေလဲဆိုတာခါကြလေအသက်ကိုစတင်မယ်ပေါ့နော်အသက်ကိုစတင်မယ်ပေါ့ဟိုကိုကလည်းဘယ်လိုပြောမလဲတစ်ခါတလေမှာကိုအဲ့လိုအရန် perfect ဖြစ်အောင်ပေါ့နော်ဟိုပြည့်စုံနေအောင်စူးစမ်းရတာမျိုးနဲ့ပတ်သက်ပြီးမှကိုစိတ်ပင်ပန်းနေတာအဲ့လိုမျိုးလေးဖြစ်နေတာမျိုးတော့တွေ့ရတယ်ဟိုကိုကပေါ့နော်ပုံမကောင်းမွန်တဲ့ဒီအသက်တစ်ခုပေါ့နော်ဟိုလူတွေနဲ့ပို့ပြီးမှလိုက်ရောညှိထွေဖြစ်အောင်ပေါ့ပို့ပြီးမှကောင်းမွန်တဲ့ version ဖြစ်အောင်ကိုကစူးစမ်းလုပ်ဆောင်မယ်ဆိုပေမဲ့လည်းပေါ့နော်ဒီကိုရဲ့အရာရာကိုပြည့်စုံခြင်းနဲ့အကျဉ်းကြောင့်မလို့ပေါ့နော်ကိုနည်းနည်းဟိုဘယ်လိုမလဲကိုရဲ့ပုံစံတွေကနေမှဒီပုံစံခွက်တွေကနေမှကိုကရုံမထွက်နိုင်ဘူးဆိုတာမျိုးကိုခုလက်ရှိမှာတွေ့ရပါတယ်ပေါ့နော်ဒါပေမဲ့8ဆိုတဲ့အတိုင်းပဲ8 of cups ဆိုတဲ့အတိုင်းပဲပေါ့နော်ကိုကဒီကောင်းမွန်သောအသက်တွေကိုစတင်ဖို့အတွက် ready ဖြစ်နေတယ်ပေါ့နော်အဲ့ရောတဲ့ဒီ energy guide တွေဆိုရင်ပေါ့နော်ဒီ new year ကိုဘယ်လိုမျိုးဖြတ်သွားမလဲပေါ့New Year ကိုဘယ်လိုမျိုးဖြတ်တန်းဖြစ်မလဲပေါ့နော်New Year ကိုဘယ်လိုမျိုးဖြတ်တန်းဖြစ်မလဲဆိုတဲ့အခါကျတော့ဒီကိုကလေဟိုပို့ပြမှဘယ်လိုပြောမလဲကောင်းမွန်တဲ့ version တော့ဖြစ်သွားလိမ့်မယ်เนาะဒါပေမဲ့လေကိုကအဲ့လိုစီကန်တင်ချက်တင်တာတွေတင်ချက်မယ်ပေါ့နော်ဟိုပို့ပြမှပေါ့နော်ကိုကလေဟိုထက်မြက်တဲ့ version ကိုပြောင်းသွားလိမ့်မယ်ပေါ့နော်ဟ
ဟိုဘယ်လိုမျိုးပြောရမလဲ flexible တော့ဖြစ်လာမှာတော့မဟုတ်ပြောချင်တာကနူးညံ့ပျော့ပြောင်းလာတာမျိုးအများနဲ့လိုက်ရောညှိထွေဖြစ်လာတာမျိုးအဲ့လိုမျိုးတော့ဖြစ်ဖို့တော့တိတ်တော့မမြင်ရဘူးပိုပြီးမှထက်မြက်လာတာမျိုးကိုတော့တွေ့ရတယ်ဒါပေမဲ့တစ်ဖက်မှာလေကိုကပေါ့နော်ထက်မြက်တော်ညာတဲ့ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုပြုပြင်လိုက်နိုင်တယ်ပေါ့နော်ပြောချင်တာကဟိုအေးဆက်ဆက်ပုံစံဖြစ်နေရဲဆိုရင်ကိုကပိုပြီးမှနှွေးထွေးလာတာမျိုးပေါ့နော်ပြီးတော့ဒီပိုပြီးမှပေါ့နော်ဒီဟိုကောင်းမွန်တဲ့ emotion တွေပေါ့ကောင်းမွန်တဲ့ emotion ဆိုတာကကိုယ့်ရဲ့ဒီအရန် strict ဖြစ်တဲ့ပုံစံပေါ့စီကံတင်ကြတဲ့ပုံစံနေပြီးမှကိုကဒီသူကလည်းအဲ့လိုခံစားတတ်ပါလားပေါ့နော်သူမှလည်းခံစားချက်တွေရှိပါလားပေါ့သူကအဲ့လိုခံစားချက်မရှိရသူအေးတတော်ကြီးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့ကိုကဒီလူသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ဟာကိုပိုပြီးမှတော့ချပြလာနိုင်မယ်တစ်ဖက်မှာလည်းဒီလိုမျိုးချပြလာခြင်းနဲ့အတူကိုက sequence ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှပိုပြီးမှကိုတင်ကျက်လာတယ်ပေါ့နော်ကိုရဲ့ဒီ life goal တွေပေါ့ဘယ်ချိန်မှာဘာဖြစ်ရမလဲဆိုတဲ့ဟာမျိုးကိုကပိုပြီးတော့မှတင်ကျက်လာမျိုးရှိရပေါ့နော်ပြီးတော့တဲ့ဒီကိုရပေါ့နော်ဒီ2025မှာပေါ့နော်ကိုချန်ထားခဲ့ရမယ်ဒီကိုရဲ့မကောင်းတဲ့အကျင့်လေးတွေကိုအဲ့ဒီအရာတွေအကုန်လုံးကပေါ့နော်သူ့အလိုလိုပေါ့ဟိုဘယ်လိုပြောမလဲကိုရဲ့ဒီ experience နေရပြီးဒီမှာကိုပိုကောင်းတဲ့ version ဖြစ်အောင်မြင့်တင်ပေးသွားနိုင်မယ်ကိုရဲ့ဒီအကျင့်စိုးတွေပေါ့နော်အများကိုဝေဖန်နေတာမျိုးရှိရပါညာပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်အဲ့ဒီအကျင့်တွေအကုန်လုံးကိုကထားခဲ့နိုင်တယ်ပေါ့နော်ဒီဘယ်လိုပြောမလဲကိုမထားခြင်းအောင်အရာကိုဟိုမကောင်းတာတွေကိုခြံထားရမယ်ဆိုပြီးမှဟိုလေဟိုပြုပြင်ပြောင်းလဲတွန်းတင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ Fan 3ကိုလည်း congratulations ပါကိုလိုချင်တဲ့ပုံစံလေးကိုရဲ့ပိုပြီးမှကောင်းမွန်တဲ့ version လေးဖြစ်လာအောင်ပြောင်းလဲနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ဒါလေးကတော့ Fan 3 reading ဖြစ်ပါတယ်အဲ့ဆိုရင်တော့ဒီ Fan 3ခုလုံးရဲ့ pick up by reading လေးတွေကိုပြုလုပ်သွားပြီဖြစ်ပါတယ်ဒီ video လေးကိုနှစ်သက်သဘောကျရဲဆိုရင် Sutara page YouTube channel နောက်ပြီးတော့ဒီ Telegram Viber မှာလည်း like subscribe လေးပြုလုပ်ပြီးသားကြပါအောင်အားလုံးပဲတတာပြန်တွေ့ကြမယ်နော်